မင်္ဂလာပါဗန်မှာဗန်မို့နော်ကို့မှာရှိတာတွေကိုတိုးပွားလာအောင်လုပ်မယ်ဆိုပြီးတော့မှ investing လောကကြီးတဲ့ကိုခြေလမ်းပြင်ခဲ့ပေမဲ့တကယ်တမ်းကျတော့ဘာမှမသိပဲနဲ့ trading လုပ်နေပါတယ်ဘာမှမသိပဲနဲ့ဒါကိုစလုပ်ခဲ့တော့ပေါ့နော်အရှုံးနဲ့သင်ခန်းစာယူလိုက်ရတာကလည်းဘယ်နေမကောက်ဘူးပေါ့နော်လူတော်တော်များများလည်းဖြစ်ဖို့ကြမယ်လို့ထင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ပေါ့နော်လူအများစုအမြဲရောထွေးနေတဲ့ investing နဲ့ trading ဘယ်လိုကွာခြားလဲဆိုတာကိုလည်းရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ဒါမှလည်းကိုယ့်အတွက်ပေါ့နော်ဘယ်လန်းကပိုအဆင်ပြေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်တော့မှာဖြစ်ပါတယ်ဒါအပြင်ဘဏ်ကိုပေါ့နော်လူတွေမင်းနေကြတာက cryptocurrency ဆိုတာကကို invest လုပ်တင်တာလား trade လုပ်တင်တာလားဆိုပြီးမင်းနေကြတယ်ပေါ့နော်ကိုယ့်ရဲ့အခြေအနေအရာဘယ်လန်းကိုရွေးချယ်တင်တယ်လဲဆိုတာကတော့ဘဏ်ရဲ့ဒီ experience နဲ့ knowledge တွေပေါ်ကိုအခြေခံပြီးတော့မှပဲမျှဝေပေးတော့ပါမယ်ဒီမှာတခုတော့တတိပေးချင်တာပေါ့နော်ဒီဗီဒီယိုက financial advice မဟုတ်ဘဲနဲ့ဒီဗီဒီယိုကိုပေါ့နော်ခရီးသွားလမ်းညွှန်တစ်ခုအနေနဲ့ပဲကြည့်ဖို့တောင်းဆိုချင်ပါတယ်လမ်းနှစ်ခုလုံးရဲ့အခြေအနေကိုဘန်ကရှင်းပြပေးမှဖြစ်ပြီးတော့မှဘယ်လမ်းကိုရှောက်ရမယ်ဆိုတာကတော့ကိုယ့်ရဲ့အခြေအနေနဲ့ကိုဘလောက်ကိုက်နေတယ်လဲဆိုတာပေါ်မှာပဲမူတည်ပြီးတော့မှကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ပထမဆုံး investing ဆိုတာဘာလဲ investing ဆိုတာပြောရမယ်ဆိုရင်ပေါ့နော်ကိုဝယ်လိုက်တဲ့အရာတစ်ခုကရေရှည်မှာတန်ဖိုးတက်လာမယ်လို့ယုံကြည်ပြီးတော့မှငွေထည့်လိုက်တာပဲဖြစ်ပါတယ်ဒီလမ်းကိုရွေးပြီးဆိုရင်တော့လာချီနှစ်ချီစောင့်ဆိုင်နိုင်နေပေါ့နော်စိတ်ရှည်မှုဆိုတာရှိဖို့အဓိကလိုအပ်ပါတယ်အားသာချက်ကကြတော့ဘယ်လိုဒီဈေးကွက်အနှိမ့်အမြင့်တို့အတက်အကျတို့ကိုပေါ့နော်နေ့တိုင်းထိုင်ကြည့်နေကြမလို့ပဲနဲ့စိတ်ရှည်ရှည်နဲ့စောင့်ဖို့တာလိုအပ်ပါတယ်မြန်မာပြည်မှာဆိုရင်အထင်ရှားဆုံးဥပမာကတော့ရွှေပဲပေါ့နော်ဘယ်လိုဒီလူကြီးတွေအဖိုးအဖွားတွေဆိုရင်ရွှေဝယ်စုပြီးတော့မှနှစ်ပေါင်းများစွာတင်းကြတာမျိုးပေါ့နော်ဒါကတကယ်တမ်းတော့ investing မှာဈေးတက်လာမှာကိုယုံကြည်ပြီးတော့မှရေရှည်ကင်ထားကြတာမို့လို့တကယ်ကိုရိုးရှင်းတဲ့ရင်းနှီးမြှုပ်နှံမှုလို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီအိမ်ချမ်းမြေဆိုရင်လည်းအဲ့လိုပဲပေါ့နော်မြေကွက်တစ်ကွက်ကိုဝယ်ပြီးတော့မှ9နှစ်10နှစ်လောက်ကင်ထားတာမျိုးနောက်တစ်ခုကကြတော့ဒီ stock exchange တွေမှာပေါ့နော်အစုရှယ်ယာတွေဝယ်ထားပြီးတော့မှအမျက်ဝေစုလို့ခေါ်တဲ့ဒီ dividend တွေကိုစောင့်ဆိုင်တာမျိုးပေါ့နော်ဒါတွေကလည်း investing ထဲမှာပါပါတယ်အဲ့ဒါကြောင့်မို့လို့ဘယ်လိုဒီ investing ရဲ့သဘောတရားကိုခြုံငုံကြည့်မယ်ဆိုရင်တစ်ပင်တစ်ပင် site တာနဲ့အတူတူပဲပေါ့နော်တစ်ပင်တစ်ပင်ကဘယ်လိုကွာဒီ site ပေးတာနဲ့ချက်ချင်းအတိမတိကလို့ပဲအချိန်တစ်ခုကိုစောင့်ရတယ်ပေါ့နော်ဒါပေမဲ့အချိန်တစ်ခုကြာလာတဲ့အချိန်မှာကျတော့ကို site ခဲ့တဲ့တစ်ပင်ကဒီအတိအနံတွေကိုပေးလာတယ်လို့မျိုးပေါ့နော်ဝေဝေးဆဆပေးလာတယ်လို့မျိုးပဲကိုရင်းနှီးမြှုပ်နှံထားတဲ့ငွေကလည်းကိုအိတ်နေတဲ့အချိန်မှာတော့မှကိုအတွက်အကျိုးမြတ်တွေရှာဖွေပေးနေတာမျိုးပေါ့နော်ဒါကတော့ investing ပဲဖြစ်ပါတယ်ဒါဆိုရင် trading ဆိုတာကဘာလဲပေါ့နော် trading ဆိုတာကကြတော့ investing နဲ့လုံးဝမတူပါဘူးเนาะသူကကြတော့ဒီရေရှည်စောင့်ရတာမျိုးမဟုတ်ပဲနဲ့ဈေးနှုန်းအတက်အကျတွေကြားထဲကနေပြီးတော့မှအမျက်ထုတ်တာပဲဖြစ်ပါတယ်ဒီနေရာမှာအဓိကအရေးကြီးဆုံးကတော့အချိန်ပေါ့နော်ဒါတို့မိနစ်ပိုင်းနာရီပိုင်းဒါမှမဟုတ်ရင်လည်းရက်ပိုင်းအတွင်းမှာပဲဝယ်လိုက်ရောင်းလိုက်နဲ့အမျက်ရှာကြတာမျိုးပေါ့ဘန်ဥပမာပေးရမယ်ဆိုရင်ဒီကုန်တယ်တယောက်လိုပါပဲကိုကမနက်ခင်မှာဆိုရင်ဈေးနှုန်းတစ်ခုနဲ့ပစ္စည်းတစ်ခုကိုဝယ်ထားတယ်ညနေပိုင်းဈေးပြန်တက်လာတဲ့အချိန်မှာပြန်ရောင်းလိုက်တာမျိုးပေါ့နော် trading လုပ်တော့မယ်ဆိုရင်ကြတော့သူက investing လို့မျိုးကြီးဝယ်ပြီးတော့မှတော့ဖြစ်ထားလို့မရပါဘူးဒီဈေးကွက်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေရမယ်သတင်းတွေကိုဆိုရင်လည်းနားဆွင့်နေရမယ်ပြီးရင်ဒီ market ရဲ့ analysis ချက်တွေကိုလည်းဖတ်တတ်ရမယ်အပြင်ပေါ့နော်ကိုယ့်ရဲ့ decision တွေပေါ့နော်ဒီဆုံးဖြတ်ချက်တွေကိုလည်းမြန်မြန်ဆန်ဆန်နဲ့မှန်မှန်ကန်ကန်ချနိုင်ဖို့လိုပါတယ်နောက်ထပ်ဥပမာဆိုရင်မလို့ဒီ foreign exchange မှာဆိုရင်လည်း US ဒေါ်လာနဲ့မြန်မာကျားကငွေလဲနှုန်းအတက်အကျတွေကိုကြည့်ပြီးလောက်တာမျိုးပေါ့ cryptocurrency တွေမှာဆိုရင်လည်းဈေးတက်တယ်ဆိုရင်ရောင်းတယ်ကျရင်ပြန်ဝယ်တာမျိုးတွေကကြတော့ဒီ trading ရဲ့လုပ်ငန်းစဉ်တွေပဲပေါ့နော်အဲ့တော့ trading ရဲ့သဘောတရားကိုပုံဖော်ကြည့်မယ်ဆိုရင်ဘယ်လိုဒီငါးဖမ်းတာနဲ့အတူတူပဲလို့မှတ်လို့ရတယ်ပေါ့နော် investing လို့မျိုးတစ်ပင်တစ်ပင်ဆိုင်ရင်အချိန်အကြာကြီးစောင့်နေစရာမလိုပင်ပဲဘယ်လိုငါးရဖို့အတွက်ကကြတော့နေရာမှန်အချိန်မှန်မှာမှန်ကန်တဲ့ငါးများချိတ်ထားရမယ်ပေါ့နော်ကိုကငါးဟက်တာနဲ့အမိအယဆွဲတင်နိုင်ရမယ်အမျက်ကချက်ချင်းကြီးရနိုင်တယ်လို့တခါတလေမှလည်းငါးမမိပဲနဲ့အစာကုန်သွားတာမျိုးပေါ့နော်အရှုံးပေါ်တာမျိုးတွေကလည်းရှိနိုင်ပါတယ်
trading ကပေါ့နော်ဘယ်လိုဒီထင်တလောက်မြင်တလောက်ကြီးကြတော့မလွယ်ကူပေါ့နော်သူကအချိန်ကြီးအများကြီးပေးရတယ်လို့မျိုး knowledge တွေလည်းစုံဖို့လိုပါတယ်အထူးသဖြင့်ဆိုရင်တော့ကိုယ့်ရဲ့ဒီ emotion ပေါ့နော်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုတိတိကျကျလေး control လုပ်နိုင်ဖို့ကတော့အရန်ကိုအရေးကြီးတယ်ပေါ့နော်လေ့လာမှုအားနေပြီးတော့မှဒီ trading လောကထဲကိုဝင်တဲ့လူတော်တော်များများကြတော့ငွေဆုံးရှုံးတာများပါတယ်အဲ့ဒါကြောင့်မို့လို့ကိုကဒီ trading လမ်းကိုရွေးတော့မယ်ဆိုရင်ပေါ့နော်ကျွမ်းကျင်မှုတွေအချိန်နေနဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုတွေကလည်းအရင်ကအရေးကြီးတယ်ပေါ့နော်ဒီတော့ဒီနှစ်ခုရဲ့ကွာခြားချက်ကိုပို့ပြီးတော့မှမြင်တာအောင်ဘယ်လိုတစ်ချက်လောက်ရှင်းကြည့်ရအောင်နော်အချိန်ကာလ time frame မှာဆိုရင်ကြတော့ဒီ investing ကကြတော့လချီနှစ်ချီရေရှည်သွားတာမျိုးပေါ့နော် trading ကကြတော့မိနစ်ပိုင်းနာရီပိုင်းရက်ပိုင်းအတွင်းမှာအမြတ်ထုတ်တာမျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကအားစိုက်ထုတ်မှု effort ဆိုရင်လည်း investing ကကြတော့နေ့တိုင်းဒီဈေးကွက်ကိုကြည့်နေစရာမလိုဘူးပေါ့နော် trading ကကြတော့ဈေးကွက်ကိုမျက်ခြေမပြတ်စောင့်ကြည့်ရတာမဟုတ်လို့ကိုအားစိုက်ထုတ်ရတာတော့ပုံများတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီရှိရမယ့် knowledge တွေပေါ့နော် investing မှာဆိုရင်ကြတော့လုပ်ငန်းရဲ့အခြေခံကောင်းမှုပေါ့နော် fundamental တွေကိုကြည့်ရတာဖြစ်ပြီးတော့မှ trading ကကြတော့ဈေးကွက်ရဲ့ဒီ market technical analysis တွေကိုကျွမ်းကျင်ဖို့လိုတယ်ပေါ့နော်mindset ဆိုရင်လည်း investing ကကြတော့စိတ်ရှည်တီးခတ်နိုင်မှုကိုလိုအပ်တာဖြစ်ပြီးတော့မှ trading ကကြတော့မြန်မြန်ဆန်ဆန်ပြတ်သားနဲ့မှန်ကန်တဲ့ decision ကိုချဖို့လိုတယ်ပေါ့ risk ဆိုရင်လည်း investing ကတော့ risk တွေနည်းတယ် trading ကတော့ risk များပါတယ်သူတို့ရဲ့ goal ဆိုရင်လည်း investing ရဲ့ band နိုင်ကကြတော့ရေရှည်မှာကို invest လုပ်ထားတာတွေတိုးပွားလာဖို့ဖြစ်ပြီးတော့မှ trading ကကြတော့ဒီရေတိုမှာပေါ့နော်ဝင်ငွေနဲ့အမြတ်ရဖို့ပဲဖြစ်တယ်ပေါ့ဒီနေရာမှာဗန်တခုတတိထားစေချင်တာကကြတော့ဒီနှစ်ခုလုံးမှာပေါ့နော်ဘယ်ဟာကမှားတယ်မှန်တယ်ဆိုတာမျိုးတွေကတော့မရှိပါဘူးတကယ်ပြဿနာကကြတော့ကိုယ့်အခြေအနေနဲ့မကိုက်ညီတဲ့လမ်းကိုမှားရွေးမိတာပဲပေါ့နော်အဲ့လိုမှားရွေးတဲ့အခါမှာဒါငွေဆုံးရှုံးမှုတွေကလည်းဖြစ်လာတတ်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုဘယ်လမ်းကိုမှမလျှောက်ခင်တော့ကိုတေချာပြန်လေ့လာဖို့ကတော့အဓိကလိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဗပန့်ကိုလည်းလာမင်းနေကြတယ်ပေါ့နော်တော်တော်များများကြတော့ crypto ကိုဝယ်လိုက်ပြီးဆိုတာနဲ့ investing ကြီးလုပ်နေပြီလို့ထင်တယ်ပေါ့တကယ်တမ်းကတော့ cryptocurrency ကိုဝယ်တိုင်း investing လုပ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ကိုဘယ်လိုဝယ်လိုက်တာလဲဘယ်လောက်ကြာကင်ထားမှလဲဆိုတော့ကိုယ့်ရဲ့ strategy နဲ့ဒီ time frame ပေါ်မှာလည်းမူတည်သေးတယ်ပေါ့နော်crypto investing ဆိုတာကကြတော့ဒီ Bitcoin, BTC တို့ Ethereum, ETH တို့လို coin တွေကပေါ့နော်ရေရှည်မှာတန်ဖိုးတက်လာမယ်လို့ခိုင်မာယုံကြည်ပြီးတော့မှဝယ်တာမျိုးပေါ့တစ်နှစ်နှစ်နှစ်ဒါမှမဟုတ်လည်းအထက်ကိုပိုကြနိုင်တဲ့နှစ်အချိန်ကာလကိုပေါ့ကွာကိုကစိတ်ရှည်လက်ရှည်နဲ့ကင်ထားတာမျိုးတွေပေါ့အဲ့နေရာမှာဆိုရင် DCA လို့ခေါ်ရဲပေါ့နော် Dollar Cost Averaging ဆိုတဲ့နီးလန်းကလည်းလူတော်တော်များများသုံးကြတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ကြတော့အချိန်ကာလတစ်ခုတိုင်းမှာပေါ့နော်ပုံတေပမာဏလေးပေါ့ဥပမာတစ်လကို9000ဖိုးပုံမှန်ဝယ်သွားပြီးတော့မှနှစ်နဲ့ချီသိမ်းထားတာမျိုးတွေပေါ့ဒါကကြတော့ investing ပေါ့နော်crypto trading ကကြတော့ခုနလိုမဟုတ်ပဲねဒီ crypto coin တွေရဲ့ဈေးနှုန်းအတက်အကျမှာပေါ့နော်ရေတိုမှာဝယ်အောင်လုပ်တာမျိုးတွေပေါ့ coin တစ်ခုကတနာရီအတွင်းမှတင်ကိုပဲဒီ 10% လောက်တက်သွားလို့ချက်ချင်းပြန်ရောင်းလိုက်တာမျိုးတွေပေါ့ဒါတွေကတော့ crypto trading တွေပေါ့နော်နောက်ပြီးဒီ leverage trading ဆိုတာလည်းရှိသေးတယ်အဲ့ဒါကကြတော့ risk အရင်များလို့တဲ့အတွက်ပေါ့နော်ဒီအခုမှစပြီးတော့မှလေးလာမဲ့သူတွေဆိုရင်တော့အရင်ကြီးမကျွမ်းကျင်သေးဘူးဆိုတော့မလုပ်ဖို့တော့ပြန်ပြောချင်တယ်ပေါ့နော် crypto လောကမှာကျတော့ risk တွေကအများကြီးရှိတယ်လေနောက်ပြီးတော့ဘန်တို့နိုင်ငံမှာဆိုရင်လည်းဒီ regulatory restriction တွေကလည်းအကန့်အသတ်တွေအရင်များသေးလို့ပေါ့နော်အဲ့အချက်တွေကိုလည်းအများနဲ့တော့တတိထားပြီးမှပဲလုပ်ဖို့တော့တိုက်တွန်းချင်တယ်ပေါ့နော်အဲ့ဆိုရင်ဘန်တို့ဒီအချုံအနေနဲ့ပေါ့နော်ကိုနဲ့ဘယ်လန်ကပိုကိုက်နေမယ်ဆိုတာတစ်ချက်ပြန်ပြီးကြည့်ကြည့်မယ်ပေါ့နော် investing လုပ်ဖို့ဆိုရင်ကြတော့ဈေးကွက်ကိုထိုင်ကြည့်ဖို့အချိန်မပေးနိုင်တဲ့သူတွေစိတ်ရှည်လက်ရှည်နဲ့ပေါ့နော်ဒီရေရှည်အကျိုးအမြတ်ကိုပဲအာရုံစိုက်ထားခြင်းတဲ့သူတွေ emergency fund လဲတည်တံ့ရှိပြီးသားသူတွေအတွက်ဆိုရင်တော့ investing ကအဆင်ပြေပါတယ် trading ဆိုရင်ကြတော့ဈေးကွက်အခြေအနေတွေကိုလေ့လာဖို့ပေါ့နေ့တိုင်းချိန်ပေးနိုင်တဲ့သူတွေ technical analysis ပေါ့နော်ချက်တွေဖတ်တာတို့ candlestick တွေကိုတကယ်စိတ်အားထက်သန်စွာနဲ့လေ့လာခြင်းတဲ့သူတွေနောက်ပြီးရင်အရေးကြီးဆုံးကကြတော့ဒီကိုရင်းနှီးမြှုပ်နှံမဲ့ငွေကဆုံးရှုံးသွားခဲ့မယ်ဆိုရင်တော့ကွာကိုယ့်ရဲ့နေထိုင်မှုဘဝကိုထိခိုက်မှုမရှိနိုင်တဲ့ disposable income ပေါ့ပိုရှန်ငွေရှိတဲ့သူတွေအတွက်ကတော့ trading ကအဆင်ပြေပါတယ်
တကယ်တော့ဘယ်လိုဒီနှစ်ခုလုံးလည်းပေါင်းပြီးလုပ်လို့ရတယ်ပေါ့နော်ဥပမာကို့မှာရှိတဲ့ငွေရဲ့ဒီ70 to 80% လောက်ကိုကတော့ရေရှည် invest လုပ်ထားပြီးတော့မှကျန်တဲ့20 to 30% လောက်ကိုမှဒီ trading အတွက်တီးတန့်ခွဲထုတ်ထားတာမျိုးတွေပေါ့ရွှေကိုရေရှည်အတွက်ဝယ်စုထားပြီးတော့မှ cryptocurrency ကိုတော့ရေတိုမှာအယောင်းဝယ်လုပ်တာမျိုးတွေပေါ့အဲဆိုရင်ပြောရမယ်ဆိုရင် investing ဆိုတာကရေရှည်အတွက်တစ်ပင်တစ်ပင်စိုက်တာဖြစ်ပြီးတော့မှ trading ဆိုတာကကြတော့ရေတိုမှာအခွင့်အလမ်းတွေကိုအရယူတာပဲဖြစ်တယ်ပေါ့နော်အဲ့မှာဘယ်လန်းကမှတော့ခုနပြောလို့ပဲပေါ့နော်မှားတယ်မှန်တယ်အားတာတယ်ဆိုတာမျိုးတွေကတော့မရှိပါဘူးကိုယ့်ရဲ့ strategy နဲ့ကိုယ့်ရဲ့ time frame အချိန်ကာလတွေကိုကြည့်ပြီးတော့မှပဲဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဘယ်လန်းကိုပဲရှောက်ကိုကဘာနဲ့ကိုက်နေတယ်လဲဆိုတာကိုအရင်ဆုံးသိအောင်လုပ်လေ့လာပြီးတော့မှပဲပေါ့နော် investing ပဲဖြစ်ဖြစ် trading ပဲဖြစ်ဖြစ်လုပ်ပါလို့အကြံပြုနေပဲဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နော်အခုလိုမျိုးပဲ experience တွေ knowledge sharing လေးတွေကိုစိတ်ဝင်စားရဲဆိုရင်လည်း channel ကို subscribe နဲ့ follow လေးလုပ်ထားပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်